ရွှေကုတ်ကနည်းနည်းလေးရှုပ်တယ်ပေါ့နော်ရှုပ်တယ်ရှုပ်တယ်နည်းနည်းလေးလည်းထိလွယ်ရှာလည်းဖြစ်တယ်အဲ့တော့ပြန်ကြည့်ရင်ကျွန်တော်တို့ရွှေကုတ်ကိုစီမံကိန်းနဲ့ပတ်သက်လို့ပေါ့နော်ပြီးခဲ့တဲ့2019ဩဂုတ်လ20မှာကျွန်တော်တို့အစိုးရအဖွဲ့ရုံးကနေပြီးတော့ပြည်ထောင်စုဒုဝန်ကြီးဦးဆောင်တဲ့အားလုံးပေါင်းအဖွဲ့ဝင်10ဦးပါတယ်စုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့ပြီးတော့ကျွန်တော်ကွင်းဆင်းပြီးတော့စစ်ခိုင်းတယ်အဲ့ဒါဩဂုတ်လ20မှာ2019ပေါ့နော်အဲ့မှာကျွန်တော်ဖွဲ့လိုက်တယ်အဲ့ဖွဲ့ကသွားပြီးရင်ဩဂုတ်လ29ရက်နေ့မှာဒီစုံစမ်းစစ်ဆေးအဖွဲ့ရဲ့စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကျွန်တော်ပြန်တင်ပြတယ်ပြန်တင်ပြချက်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်သမ္မတရုံးအစိုးရအဖွဲ့ရုံးပြည်ထောင်စုကရင်ပြည်နယ်အစိုးရအဲ့ဒီကကိုယ်စားလှယ်တွေနဲ့ဖိုကက်အဖွဲ့၄ဖွဲ့ဆိုတော့ကျွန်တော်ထပ်ဖွဲ့ပြီးတော့ဒီစီမံကိန်းပေါ့နော်ဒီစီမံကိန်းနဲ့ပတ်သက်လို့မတော်မတက်တာတွေပေါ့နော်တက်မှတ်အောင်ပြန်ပြီးတော့ဖြောက်လာအောင်ပေါ့နော်ကျွန်တော်ဆောင်ရွက်ခဲ့တယ်နောက်2020ပြည့်နှစ်ရောက်တော့ဖေဖော်ဝါရီလ18ရက်နေ့အဲ့မှာကျွန်တော်ကြီးကြရေးဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့တယ်ဒီတွေ့ရှိချက်တွေဒီဖိုကယ်၄ဖွဲ့ကတင်ပြချက်တွေပေါ်မူတည်ပြီးတော့ပေါ့နော်ဘယ်သူကခေါင်းဆောင်လဲဆိုတော့ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနဒုတိယဝန်ကြီးသူကခေါင်းဆောင်တယ်အဖွဲ့ဝင်10ဦးပါတယ်အဲ့ဒါသမ္မတရုံးကထပ်ဖွဲ့ပေးတယ်ကြီးကြရေးဖွဲ့ပြီးတော့ဒီကိစ္စတွေကိုနည်းနည်းရှုပ်ထွေးတယ်ပေါ့နော်အဲ့ကိစ္စတွေကိုကျွန်တော်တို့ကြီးကြဖို့သွားတယ်ကွင်းဆင်းသွားတယ်ပြီးရင်ကျွန်တော်တို့တက်မတော်ဘက်ကလည်းပေါ့နော်2020ပြည့်နှစ်ဇွန်လ10ပြီးရင်စက်တင်ဘာလ10ရက်ပြီးရင်အောက်တိုဘာလ10ရက်ကကြီးရလည်းဒီရွှေကုတ်ကိုနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့တွေ့ရှိချက်တွေအကြံပြုချက်တွေကိုကျွန်တော်နိုင်ငံတော်သမ္မတရုံးကိုတင်ပြတယ်အဲ့မှာကျွန်တော်တို့ဘာတွေလဲဘယ်လိုကိစ္စတွေလဲဆိုကျွန်တော်တို့နေရာကိစ္စတွေပေါ့နော်နောက်လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရယူတဲ့ကိစ္စတွေဒါတွေနဲ့ပတ်သက်လို့နောက်တစ်ခုကတစ်ဖက်ကလည်းဥပဒေပိုင်းဆိုင်ရာရှိတယ်တစ်ဖက်ကလည်းဒီငြိမ်းချမ်းရေးပိုင်းဆိုင်ရာရှိတယ်ပေါ့နော်နောက်တစ်ဖက်ကလည်းဒီဒေသဖွံ့ဖြိုးရေးကိစ္စရှိသလိုတစ်ဖက်မှာဘာရှိလဲဆိုတော့အဲ့ဒေသမှာတည်ငြိမ်အေးချမ်းရေးပေါ့နော်ဒါလေးတွေချိန်ဆရတယ်နောက်တစ်ခုကရှုပ်တာကဘာသွားရှုပ်လဲဆိုတော့ကျွန်တော်တို့အရက်ဘက်ကအုပ်ချုပ်ရေးပိုင်းကဆောင်ရွက်ရမယ့်ကိစ္စရှိလို့တပ်မတော်ဘက်ကတာပိုင်းဆိုင်ရာဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်အဲ့လိုဒီလိုအခြေအနေတွေနဲ့ဖြစ်လာတဲ့အနေအထားမှာဒီကိစ္စကိုဘယ်လိုရှင်းမလဲနောက်အလားတူပေါ့နော်ဖြစ်စဉ်တွေမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါကိုဒီနောက်ဆုံးအခုပြီးခဲ့တဲ့ဒီဇင်ဘာလမှာကျွန်တော်တို့နောက်ဆုံးလမ်းညွှန်ချက်တွေချတယ်နံပါတ်1ကတော့ကျွန်တော်တို့တည်ငြိမ်ရေးဖွံ့ဖြိုးရေးအဲ့ဒါကိုသက်ဆိုင်ရာဌာနတွေဆောင်ရွက်ဖို့နောက်နံပါတ်2ကတော့လက်ရှိပြဿနာဖြေရှင်းရေးနောက်အလားတူဖြစ်စဉ်တွေမဖြစ်ပွားရေးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့နံပါတ်3အနေနဲ့နေဆက်ဒေသတွေမှာစီမံကိန်းတွေဆောင်ရွက်တဲ့အခါမှာလိုက်နာရမယ့်စံလုံထုံးလုံနည်း SOP ပေါ့နော် Standard Operating Procedure SOP ရေးဆွဲဒါကျွန်တော်ဒါကူကဆွဲပေးတယ်ပြီးနံပါတ်4ကတော့အရင်ခွင့်ပြုထားတဲ့ခွင့်ပြုချက်တွေစီမံကိန်းတွေထဲမှာဘယ်ကိစ္စကတော့အရေးယူမယ်ဘယ်ကိစ္စကတော့ကျွန်တော်တို့ပြုပြင်မယ်ဘယ်ကိစ္စတွေကိုတော့အပြီးဖြတ်သိမ်းမယ်ပေါ့နော်ဒီ၃ပိုင်းနဲ့ကျွန်တော်တို့အဲ့ဒါတွေလုပ်တဲ့ခါမှာလဲဥပဒေငန်းကြီးအပြီးပြတ်ပေါ့နော်လုပ်ဖို့နောက်နံပါတ်5ချက်ကတော့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ခွင့်ပြုထားတဲ့ခွင့်ပြုချက်တွေလုပ်ခွင့်ပေးထားတာနဲ့ပတ်သက်ပြီးတော့အရေးယူခြင်းနဲ့ကုစားတက်မှတ်ခြင်းပေါ့နော်တစ်ဖက်ကအရေးယူတစ်ဖက်ကတက်မှတ်မယ်ပြုပြင်မယ်အဲ့ခါကိုနှစ်ဖက်ချိန်ဆပြီးတော့လုပ်ဖို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့အရေးယူသနာလဲယူတက်မှတ်တာလဲတက်မှတ်ပေါ့နော်အဲ့လိုလုပ်တယ်အဲ့ဒီအပါဝင်မှာတက်မတော်ပိုင်းမှာလဲဒါနဲ့ပတ်သက်လို့တာဝန်ရှိတဲ့လူတွေအရေးယူပါကျွန်တော်တို့အဲ့ဒါလဲလမ်းညွှန်ထားတယ်အဲ့ဒါလဲတပ်ဘက်ကအရေးယူထားတယ်ရေးယူပြီးတော့ပြန်ပြီးတော့တင်ပြလာတွေရှိတယ်ပေါ့နော်အဲ့တော့ကျတော့နောက်တစ်ခုကတက်ကိစ္စဖြစ်နေ BGF နောက်ဆုံးချက်ကတော့ BGF ကိစ္စပေါ့ BGF ကိစ္စကတော့တပ်မတော်ရဲ့ကုကဲမှုအောင်မှာရှိတဲ့အတွက်ဒါကိုတော့တက်ကတာဝန်ယူဆောင်ရွက်ဆိုတာနဲ့ကျွန်တော်တို့လမ်းညွှန်ထားပါတယ်အဲ့မှာတစ်ဆက်တည်းပြောရင်နိုင်ငံသားရဲ့ကိစ္စပါနိုင်ငံသားကကျွန်တော်တို့မူလကဘယ်နှယောက်ရှိတယ်ဆိုတော့တရုတ်နိုင်ငံသား2914ယောက်ရှိတယ်အခြားနိုင်ငံကနိုင်ငံသားတွေက81ယောက်အားလုံးပေါင်း2985ယောက်ရှိတယ်အခုကျွန်တော်ဒီနေ့ပဲပေါ့နော်ဒီနေ့ပဲမေးလိုက်တော့ဇန်နဝါရီလ6ရက်နေ့အထိပေါ့နော်ပြန်လွတ်လိုက်တာသူ့နိုင်ငံကိုသူပြန်သွားတာကတရုတ်နိုင်ငံသား888လုံးနဲ့အခြားနိုင်ငံသား2ယောက်အားလုံးပေါင်း890ပြန်လွတ်လိုက်ပြီနောက်လက်ကျန်ကတရုတ်နိုင်ငံသား1826နဲ့အခြားနိုင်ငံသား69ယောက်ပေါင်း1895ယောက်ကျန်တယ်အဲ့ဒါတွေလည်းကျွန်တော်တို့ထပ်ပြီးတော့အခုလက်ရှိပြောနေတဲ့အချိန်မှာလည်းသူတို့စစ်ဆေးမှုတွေလုပ်နေတယ်ပေါ့နော်
လုံနေတော့ပြန်ချုပ်ရရင်တော့ဒီရွှေကုတ်ကိုစီမံကိန်းနဲ့ပတ်သက်လို့ခုနပြောတဲ့နည်းနည်းလေးလဲတိမ်မွေ့တယ်ပြီးရင်ဟိုကျွန်တော်တို့ရေးယူခြင်းကုစားခြင်းချက်သိမ်းခြင်းပေါ့နော်ဒီသုံးပိုင်းနဲ့လုပ်တဲ့အခါမှာဥပဒေနဲ့လည်းညီရမယ်ပေါ့ဒါတွေကိုတော့စနစ်တကျလုပ်နေတယ်လို့အသေးစိတ်တော့ကျွန်တော်တို့ပြောလို့မရဘူးဒါတွေကခုလက်ရှိအချိန်မှာလဲဆောင်ရွက်ဆဲတွေဖြစ်တယ်ပေါ့နော်အဲ့လိုပဲပြောချင်ပါတယ်